ကျွန်တော်ငွေရှင်းတဲ့ပုံစံလေးပေါ့နော်customer ကကျွန်တော်တို့ကို customer ပေးရမှာကကျွန်တော်တို့330ပေးရမယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကို10သိန်းပဲပေးခဲ့တယ်ပေါ့နော်နောက်တစ်ခေါက်တွေလာတော့မှသူကထပ်ပြီးပေးမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါတော့အကျွေးကြံခဲ့တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးသွားတဲ့ဟာလေးကိုကျွန်တော်ပြပေးမယ်ဗျအဲ့တော့ကျွန်တော်ဒီမှာဆိုရင် patient ပေါ့နော်မျိုးမင်းဆိုတဲ့ patient ကိုဆရာဝန်နဲ့ပြဖို့အတွက်ကျွန်တော်တို့ပြင်လုပ်လိုက်မယ်ပေါ့နော်လုပ်လိုက်ပြီးသွားပြီသူသုံးမယ်နေကျွန်တော်တို့ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်တရားကိုကျွန်တော်တို့မှာ3သိန်းခွဲပေါ့နော်3သိန်းခွဲကိုသူက5ချိန်လောက်အောင်နော်5ချိန်လောက်အောင်ကျွန်တော်ထည့်လိုက်တယ်โอเคဒါဆို9သိန်း5000ကြာတယ်ပေါ့နော်အဲ့တော့ဒီ9သိန်း5000ကိုကျွန်တော်တို့ကcustomer က5ချိန်လောက်အောင်မှာဖြစ်တဲ့အတွက်အခုတစ်ချိန်မှာတော့ကျွန်တော်တို့ကိုဟိုပါပေါ့နော်3သိန်းပဲပေးခဲ့တယ်ပေါ့3သိန်းပဲပေးခဲ့တယ်ပေါ့နော်3သိန်းပဲပေးခဲ့တယ်အဲ့ဒါငွေသားနဲ့ပဲပေးခဲ့တယ်ပေါ့နော်ငွေသားနဲ့ပဲကျွန်တော်တို့ပေးခဲ့တယ်အဲ့တော့ကျွန်တော်တို့ဒီမှာ payment record ထည့်လိုက်တယ်ပေါ့နော်ဒါဆိုရင် voucher ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ voucher မှာကဒီမှာသူကြတာ9သိန်းခွဲအဲ့တော့ customer ကျွန်တော်တို့ပေးခဲ့တာ3သိန်းပေးခဲ့တယ်ပေါ့နော်အဲ့တော့ customer ကျွန်တော်တို့ကိုပေးဖို့ကြံတဲ့ငွေက6သိန်း5000ကြံနေဗျာအဲ့တော့ဒီမှာဆိုလဲအောက်မှာငွေသားနဲ့ရှင်းတဲ့3သိန်းပေးခဲ့တယ်ဆိုတာဒါမှတ်ထားပြီးသားဒီ voucher လေးတစ်ခုမှတ်ထားပေးပေါ့နော်โอเคပြီးတော့ရင်နောက်တစ်နေ့ဒီမှာတစ်ခါလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာတစ်ခါလေးသူသုံးလိုက်တဲ့ service amount ပေါ့နော်အောက်ကဟာပေါ့နော်ဒါအောက်ကအခုတစ်ခေါက်လာတဲ့ဟာပေါ့နော်အဲ့ service account ကိုကျွန်တော်တို့နှုတ်လိုက်တယ်ပေါ့ဒါဆိုရင်တော့ရပြီပေါ့နော်ဒါကဒီတစ်ချိန်ပေါ့နော်နောက်နေ့ပြန်လာမယ် customer ကနောက်တစ်ချိန်ပြန်လာတယ်နောက်နေ့ပြန်လာတဲ့အချိန်မှာကျွန်တော်တို့ကိုထပ်ပြီးတော့မှငွေသွင်းတယ်ပေါ့နော်အဲ့ဒီချိန်ကျရင်ကျွန်တော်ဒီမှာ customer လာတာဖြစ်တဲ့အတွက်ဒီ customer ကိုပဲကျွန်တော်တို့ဆရာဝန်နဲ့ကျွန်တော်တို့ပြတာပေါ့နော် sorry ဒီမှာဆရာဝန်နဲ့ကျွန်တော်တို့ပြပြီးပေါ့နော်ဒီအချိန်မှာဆိုရင်ဒီမှာငွေကိုသွားပြီးတော့မှ paying သွားလုပ်ဆက်လို့ပေါ့နော်သူသုံးလိုက်တဲ့ amount ကသူသုံးလိုက်တဲ့ဒီဟာအခုတစ်ချိန်ထပ်ထားသုံးတာဖြစ်တဲ့အတွက်နောက်တစ်ချိန်ပေါ့ဗျာနောက်ချိန်ဆို remaining က3ခုပေါ့နော်ဒါမျိုးကျွန်တော်တို့ထွက်သွားပြီအဲ့ဒီချိန်လေးမှာကျွန်တော်တို့ကငွေရှင်းရမယ်ပေါ့နော်ငွေရှင်းဖို့သူကကြံနေသေးတာသူရဲ့ဒီ profile ကိုကျွန်တော်ဝင်ကြည့်လိုက်လို့ရတယ်ဒီရပဲတော့ကျွန်တော်တက်ကြည့်ရအောင်နော်ဒါလေးတက်ကြည့်လိုက်တယ်တက်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော် billing ဆိုတာရှိတယ်ဆိုတော့ဒီမှာဆိုရင်ဒီမှာ9သိန်းပေါ့နော်9သိန်းခွဲအရင်တစ်ခေါက်ကပေးဖို့ရှိတယ်အဲ့တော့အဲ့9သိန်းခွဲမှာကျွန်တော်တို့ကြံနေတာဖြစ်တဲ့အတွက်ဒီလာပြနေတာပေါ့နော်အဲ့တော့လာပြနေတာကိုကျွန်တော်တို့ကဒီတစ်ခေါက်မှာကျွန်တော်တို့ကို6သိန်းခွဲပေးဖို့ကြံတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ remaining ဆိုတာရှိတယ်6သိန်းခွဲကြံနေတာပြရတယ်အဲ့တော့ကျွန်တော်ဟိုခုနကတော့နောက်ထပ်2သိန်းခွဲကျွန်တော်တို့ထပ်ပေးခဲ့တယ်ပေါ့ဒါဒုတိယတစ်ခေါက်လာတဲ့အချိန်မှာ2သိန်း5000ပေးခဲ့တယ်2သိန်း5000ငွေသားနဲ့ပေးခဲ့ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ record ထည့်လိုက်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ငွေရှင်းပေးမှာပေါ့နော်အဲ့တော့ငွေရှင်းပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ customer ကဘယ်လိုပဲဖြစ်ဒီမှာ5ချိန်ယူတာဖြစ်တဲ့အတွက်9သိန်းခွဲကြရတယ်ဒီမှာဆိုရင်အခုဆိုရင်ကျွန်တော်တို့ပေးပြီးသား3သိန်းခွဲဖြစ်သွားပြီ3သိန်းခွဲဖြစ်သွားပြီအဲ့တော့အကြံက4သိန်းကျန်အဲ့တော့ဒီမှာဆိုရင်သူတို့ date တွေကျွန်တော်တို့လာပြပြအောင်နော်ဒါတော့ date က2ခုဖြစ်နေလို့ပေါ့နော်ရှေ့အရင်နေ့ရဆိုရင်တော့အရင်နေ့ရပေါ့နော်အရင်နေ့ရ date ဒီနေ့ပေးတဲ့ date ဆိုပြီးတော့ကျွန်တော်တို့လုပ်ခဲ့ပါပေါ့နော်ဒါအခုကတော့တစ်ချိန်တည်းပဲတစ်ခါတည်းပဲလုပ်နေကြပြီဒီနေ့ date မှာပဲကျွန်တော်ပြရအောင်ပေါ့နော်အဲ့တော့လောလောဆယ်2သိန်းခွဲဟိုဟာဖြစ်တယ်ပေးပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ4သိန်းကျန်သေးတယ်ပေါ့နော်အဲ့တော့ customer ကိုလည်းကျွန်တော်တို့ကservice count တွေလည်းကျွန်တော်နှုတ်ပြီးသွားပြီပေါ့နော်โอเคအဲ့တော့နောက်တစ်နေ့ထပ်လာတယ်ပေါ့နော်နောက်တစ်နေ့ထပ်လာတော့လေနောက်တစ်နေ့မှာကျွန်တော်တို့ကသွားပြီးတော့မှဒီဆရာဝန်နဲ့ပြဖို့ဆိုပြီးတော့မှကျွန်တော်နှိပ်ပေးလိုက်တယ်အဲ့တော့ service count ကိုလည်းဒီတစ်ကြိမ်အတွက်ပေါ့နော်ဒီကောင်ကတစ်ကြိမ်သုံးလိုက်တယ်ပေါ့သုံးလိုက်တယ်ဆိုရင်နောက်ထပ်2ကြိမ်ကြံအောင်မယ်ပေါ့ဒါပေမဲ့အခုတစ်ခေါက်မှာကျတော့ customer ကဘာလုပ်လဲဆိုတော့ APP
ကျွန်တော်ခုနကကြံတဲ့4သိန်းကိုကျွန်တော်တို့ပြီးရပေါ့နော်ကြံတဲ့ပေးတာဖြစ်တဲ့အတွက်တော့ today ကိုပဲကျွန်တော်ပြန်သွားလို့ရတယ် today မှာကျွန်တော်ဒီငွေပေးကိုမနှိပ်တော့ဘူးကျွန်တော်ဒီဟာကိုပဲနှိပ်တယ်ဒါ paying ကိုသွားတယ်အဲ့မှာဆို partial pay ကရှိနေသေးတယ်ဘာလို့ဆိုတော့သူပေးဖို့ကြံနေတာဟုတ်အဲ့တော့ဒီဟာလေးကိုနှိပ်လိုက်တယ်ပြီးတော့ရင်ဒီမှာကြံတဲ့ငွေအမောင်းကိုသူပေးမှာဖြစ်တဲ့အတွက်4သိန်းပေးလိုက်တယ်ပေါ့နော်ဒါငွေသားနဲ့ဟုတ်ပြီဒီမှာငွေသားနဲ့ပဲကျွန်တော်တို့ပြီးလိုက်တယ်ဒါဆိုရင်တော့သူ့ရဲ့ balance ကကျွန်တော်တို့ပြီးသွားပြီပေါ့နော်အဲဒီမှာ voucher မှာကြည့်လိုက်မယ်ဆိုရင်ငွေစင်းက cash နဲ့ပေးတယ်ဒီမှာ2သိန်းကိုရဲ့မ4သိန်းပေးတယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ balance ကလည်းကျွန်တော်မရှိတော့ဘူး customer ကကျွန်တော်တို့ဒီဟာကိုထုတ်ပြီးသားဖြစ်သွားပြီပေါ့နော်ဒီ voucher အတွက်ကိုသူငွေရှင်းပြီးတာဖြစ်ပြီပေါ့နော်ဒါလေးကိုကျွန်တော်တို့ထုတ်ပေးလိုက်လို့ရဒါဆိုရင်ကကြတော့ကျွန်တော်ချိုပေးငွေတွေရဲ့ဒါကပေးပြီးဟာပေါ့နော်လက်ကျန်ငွေတွေပေါ့နော်လက်ကျန်ငွေတွေကိုကျွန်တော်တို့ customer ကိုဘယ်လိုရှင်းလို့ရလဲဆိုတာလေးကျွန်တော်ပြပေးရဖြစ်ပါတယ်